အားလုံးပဲမင်္ဂလာပါရှင်။ဂမ်ဘီယာဝတ္ထုတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ YouTube Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့ရန်ညိုးမပြေတဲ့မင်းဆွေဆိုတဲ့ပရလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဇာတ်လမ်းအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်။မိုးရီတဖြိုက်ဖြိုက်နဲ့ရွာကောင်းနေသည့်ညအချိန်တိုင်းတာမောင်အိယာဝင်ဖို့အခန်းအတွင်းသို့ရှောင်းနေခဲ့လေပြီ။တာမောင်ထံတွင်မိသားစုဆွေမျိုးမရှိ။တယောက်တည်းရက်တီနေထိုင်ရေးမှတာမောင်ဟာယခုနေထိုင်နေသောစင်ကြေးပုံရက်ကွက်လေးတွင်ပြောင်းရွှေ့လာခဲ့လေသည်။ထိုရက်ကွက်လေး၌တာမောင်တယောက်တည်းနေနိုင်လာသည်မှာယခုဆိုရင်တစ်နှစ်ခန့်ပင်ရှိခဲ့ပြီ။မိသားစုမရှိသည့်တာမောင်အတွက်တော့သူစုဆောင်ထားသည့်စာအုပ်များကအဖော်ပြုပေးလေသည်ထို့သောနေထိုင်လာသောတာမဘဝတွင်မမေ့နိုင်သောအဖြစ်အပျက်တစ်ခုသည်လည်းတည်ရှိနေပြန်သည်ထိုဖြစ်ပျက်ကိုတာမောင်မေးဖြောင်ရင်းနဲ့ပုံမှန်အတိုင်းနေထိုင်လာခဲ့သည်မှာတစ်နှစ်ကျော်ခဲ့လေပြီပဝင်းချင်းတွင်မိုးချိန်တံများလေပြင်းတိုက်တံများမိုးရွာတံများနှင့်စုံညံနေခဲ့သည်တနေ့ကမိုးမရွာဘဲအုံမောင်းနေသောမိုးသည်ညအချိန်ကျမှအညိုးတကြီးနှင့်တဲထန်စွာရွာသွန်းလိုနေခဲ့သည်မိုးတံများကြောင့်တာမောင်အိယာချက်လူကလှိမ့်ကနှင့်အိတ်မပျော်နိုင်သည်သူ၏အခန်းတွင်ရှိတိုင်ကက်နာရီသည်ပင်10 နာရီစီကိုညွှန်ပြလိုနေပြီခဏကြာတော့တာမောင်ရဲ့အခန်းတွင်ရှိမီးလုံးသည်အမှောင်ကျသွားတော့သည်ထိုသည်ကမိုးလေမသေးလိုက်သည်နှင့်သဲလိုက်သည်နှင့်ပြတ်တောက်သွားသောလျှက်စစ်မီးကြောင့်ဖြစ်တော်သည်တာမောင်မီးပြတ်သွား၍ခဏမေးကနေအိပ်ပျော်သွားတဲ့အချိန်မှာသူ၏အိမ်ရှိတကားထံမှထိုးရိုက်တံများထွက်ပေါ်လာသောကြောင့်နိုးလာခဲ့ရပြန်သည်မိုးလေကျနေသည့်အချိန်၌တာမောင်ထံသို့လာရောက်သောဧည့်သည်ကြောင့်တာမောင်ချက်ချင်းမထသေးပဲအိမ်ရှိတကားစီမှအတန်အားနားထောင်လိုက်တော်သည်မိုးလေတံနှင့်ရောနေ၍မြေသူမှမလာနိုင်ဟုတာမောင်တွေးရင်းနဲ့ထိုအတန်အားမေ့ထားလိုက်တော်သည်ထို့သောတာမောင်ပြန်မင်းရင်းနဲ့အိပ်ပျော်သွားခဲ့ရာဟင်သူ၏အိတ်ခမ်းတကားအားဖြိုဖျက်ခံလိုက်ရ၍တာမောင်အလန့်တကြားနိုးလာခဲ့သည်သူနိုးလာတော့မိသည်လည်းပြန်လာနေပြီဖြစ်တာကြောင့်ဖဝင်းကျင်ကိုရှင်းလင်းစွာမြင်လိုက်တော့သည်မင်းဘာတူလဲဟာဟာဟာငါ့ကိုမေ့နေပြီလားဖြိုဖျက်ခံလိုက်ရ၍ကျိုးပြန်သွားသောအခန်းတကားအနီးတွင်ရပ်နေသောလူတစ်ယောက်ထိုလူသည်သူ၏ရှည်လျားသောစပင်ကြီးနှင့်ခေါင်းအားငှက်စိတ်ချကာအော်ဟစ်ရှဲမောလိုက်သည်တာမောင်မိမိကိုရန်မှုဖို့လာလေသောလူကိုစိုက်ကြည့်ရင်းနဲ့ကြောက်လန့်နေခဲ့တော်သည်ထိုလူသည်ကတော့အော်ဟစ်ရဲမောရင်းနဲ့သူ၏ခေါင်းအားမော့လာခဲ့လျာဟာမင်းကငါ့ကိုမမှတ်မိဘူးလားတာမောင်မင်းကြောင့်ငါတည်ခဲ့ရတာကွာခေါင်းမော့လာသည့်ထိုလူ၏မျက်နှာကိုတာမောင်မှတ်မိလိုက်၏ထိုလူသည်သူအချစ်ရဆုံးတငယ်ချင်းမင်းဆွေဖြစ်သည်ယခုမင်းဆွေသည်သူနှင့်ခင်မင်ခဲ့သောတကယ်သို့ပုံစံမျိုးဟုတ်တော့မင်းဆွေဝတ်ထားသောဂျင်းမောင်းမီသည်စုပ်ပွားကျဲနေပြီးအောက်မှပိန်ကပ်နေသောအသားများပင်ပေါ်နေသည်အပေါ်မှဝတ်ထားသောအဖြူရောင်စပွတ်ရှပ်သည်မင်းညစ်ချေနေပြီအရည်ရွယ်များဖြင့်စုပ်ပြတ်တက်လိုနေခဲ့သည်ထိုထဲမှပေါ်၍ထိုးခြားသည်ကမင်းဆွေ၏မျက်လုံးကြီးများသည်အပြင်သို့ပင်ထွက်ကြလူအနေထားဖြစ်ခဲ့သည်ထို့သောဖြစ်ရခြင်းကတာမောင်တည်သောမင်းဆွေဟာသေဆုံးပြီးသောလူဖြစ်နေသောကြောင့်မင်းကားစီကိုဘာလာလောက်တာလဲမင်းဆွေမင်းသေးတာဖြင့်ကြားနေပြီ哦တာမောင်မင်းဆွေရဲ့ပုံတရံကြောင့်ကြောက်လန့်ကစကားဆိုလိုက်သည်အေးငါသေးတာကြားပြီငါ့ကိုတတ်တယ်မင်းကိုငါပြန်တတ်ချင်နေတာလဲကြားပြီကွာမင်းဆွေကြောက်မက်ဖွယ်မျက်နှာထားဖြင့်တာမောင်အားလှမ်းអော်လိုက်သည်ဘာဆိုင်လို့လဲငါမင်းကိုမတတ်ဘူးငါမတတ်ဘူးလေမင်းပါတော့မင်းတေးရတာလေတာမောင်ငါမင်းကိုတတ်ဖို့အချိန်တွေစောင့်လိုက်ရတာငါတေးတဲ့နေရာမှာငါဆွဲကပ်နေခဲ့တာအခုငါမင်းကိုလိုက်ရှာဖို့အချိန်ကြလို့ငါမင်းစီကိုလာတာငါမင်းကိုတတ်မယ်ဟာမလာနဲ့
လာနဲ့လေမလာနဲ့မင်းဆွေကတာမောင်ထံသို့အညိုကြီးစွာဖြင့်တက်ဖို့ရန်ဒေါသတကြီးရှောက်လန်းလာခဲ့လျာတာမောင်ကကြောက်လန့်ကအော်ဟစ်လေတော့သည်တာမောင်အိယာထမပြုတ်ကျခဲ့သည်ပြုတ်ကျသွားစဉ်ကျမ်းမြင်နှင့်တထောင်စိတ်ရိုက်ခတ်မိတာကြောင့်အသေးခိုက်မတက်နာကျင်သွားရပြန်သည်နာကျင်သောတထောင်ကလက်ဖြင့်ကိုင်ရင်ကျမ်းမြင်ပေါ်ကိုထိုင်ကငေးနေမိသည်တာမောင်အိမ်မက်တစ်ခုတည်းအားအချိန်ချင်းမြင်မနေရသောကြောင့်စိတ်ထက်များကြာစင်လိုနေသည်အိပ်ပျော်သွားလျင်မြင်မှန်လာသောအိမ်မက်အတွင်မင်းဆွေ၏ရန်ပြုတ်တမ်းများကြောက်မက်ဖွယ်အမှုရာများကိုတာမောင်ထိတ်လန့်ကညာဘက်သို့ရောက်လျင်မအိပ်ဖဲနေတော့လေမိုးလင်းခါနေတိုင်းမှာအိပ်ပျော်သွားခဲ့ရသည်ထို့သောအိမ်မက်နှင့်နှိပ်စက်မှုတွေကြောင့်လူသည်လည်းမျက်ကွင်းများပင်ညိုကအစာအသောက်ပင်မှန်အောင်မစားနိုင်တော့သည့်အထိစိတ်ထက်များကြာစင်လိုလာလေသည်ငါတူမင်းကြည့်ရတာပိန်လိုက်တာကွာနေများမကောင်းလို့လားဘေးအိမ်မှအလဲလာတဲ့တော့အဖမြိုင်ကသူ့ထံသို့ရောက်လာခဲ့သည်အဖမြိုင်အတွက်ရေနွေးနေလက်ဖက်တော့ကိုဧခံလေတော့သူ့အားကြည့်ကအဖမြိုင်ကမေးလိုက်ခြင်းဖြစ်သည်နေကောင်းပါတယ်ဖရဲ့ဟာမင်းနေကောင်းတာလေမင်းကိုယ်တိုင်မှန်ကြည့်အောင်ပိန်လိုက်တာကွာငါမတွေ့ရကြလို့မင်းပုံစံကိုမြင်ရတော့တယ်လာကမှပဲဘာတွေဖြစ်နေရတော့တာမောင်အဘမြိုင်ကသူ့အတွက်စိုးရိမ်စွာမေးနေလေတော့တာမောင်ဟန်မဆောင်နိုင်တော့ပဲအဘကျုပ်ညအိတ်လို့မပြောဘူးပါဟေးတာမောင်အဘမြိုင်ကိုအားကိုတကြီးနဲ့ပြောရင်ဝမ်းနဲ့စိတ်ကြောင့်ငိုချလိုက်တော့သည်တာမောင်ရဲ့ပုံစံကြောင့်အဘမြိုင်အံ့ဩသွားကတာမောင်ငါတို့မင်းဘာတွေဖြစ်နေလို့လဲအဘကိုပြောပါကွာမင်းကြည့်ရတာငါစိတ်မချမ်းသာလို့ပါကဲတာမောင်မငိုနဲ့တော့ကွာဘာဖြစ်တယ်ဆိုတာကိုသာတေချာပြောစမ်းမှာအဘကိုတာမောင်ငိုရှိုက်နေတာကိုရက်တန့်လိုက်ပြီးမျက်ရည်များကိုတုပ်ကာနှာတစ်ချက်ရှုံလိုက်သည်ပြီးမှအဘမြိုင်၏အမိအားကျုံညာတိုင်းအိမ်မက်မက်တယ်ပါအဲ့ဒီအိမ်မက်ထဲမှာကျုပ်တငယ်ချင်းမင်းဆွေကဒေါသတကြီးနဲ့သူ့ကိုကျုပ်တက်လို့ဆိုပြီးအမြဲတတ်မယ်တကယ်နဲ့ရမ်းဆောင်နေသူ့ပုံစံကြီးကလည်းကြောက်ဖို့ကောင်းလိုက်တာအဖရဲ့ကျုပ်ကိုသူ့တက်ချင်နေတာဗျဟဲ့အိမ်မက်မင်းတငယ်ချင်းအဲ့အိမ်မက်ကတခါတည်းမှတ်တာလားကျုပ်မှတ်နေတာညာတိုင်းပဲပါကျုပ်အိမ်မပြောအောင်စူးစမ်းပြီးမရဘူးဗျာကျုပ်အိပ်ပြောသွားတိုင်းလေကျုပ်ကိုအမြဲတတ်ဖို့စူးစမ်းနေပြန်ရောကျုပ်ကြရင်အစားပြတ်အိပ်ပြန်နေယူတော့မင်းဘာရဲ့ကျုပ်ကိုကဲပါဦးအဖမြိုင်ကတားမောင်စကားအားတေးချနားထောင်နေသည်တားမောင်စကားဆုံးသည်နှင့်မပြောသေးပဲခဏညင်နေခဲ့ပြီးမှဒါဆိုမင်းတို့ကိုတတ်လိုက်တာလားတားမောင်ဟာကျုပ်မတတ်ပါဘူးဘာယာသူ့ကြောင့်ကျုပ်တေးမလို့တော့ဖြစ်ခဲ့ရတာဗျကျုပ်မတတ်ပါဘူးဗျာဟာဒါဆိုရင်မင်းကိုသူကဘာလို့တတ်ချင်နေရတာတော့အဘမြိုင်ကအားမလို့အားမရဖြင့်တားမောင်ကအတန်မြင့်ကပြောလိုက်လေတော့တားမောင်ကကျုပ်ပြောပြမယ်ဘာယာကျုပ်ပြောတာကိုနားထောင်ပြီးရင်တော့ကျုပ်ကိုကူညီပေးပါအေးမင်းသာတေချာပြောပြအဘကူညီနိုင်တာကိုကူညီပေးမယ်စိတ်သာချအဘမြိုင်စီမစကားကြောင့်တားမောင်သူမေ့ပြထားသည့်နေရများကိုပြန်အစဖော်လိုက်ရပြန်သည်မင်းဆိုရင်ထမင်းစားကြမယ်လေအေးလာပြီတားမောင်ကြီးခဏနေအောင်ဒီကားကကိုင်းလဲဆောင်မို့ခဏဆောင်ကွာဟာမင်းရလဲလာပါထမင်းစားပြီးမှဆက်လုပ်စမ်းပါတာမောင်ကထမင်းစားဖို့အတင်းခေါ်နေလေတော့မင်းဆွေတာမောင်ခေါ်ရစီသို့လာခဲ့လိုက်တော့သည်တာမောင်နှင့်မင်းဆွေတို့သည်မိဘမိတ်များဖြစ်ကြသည်မိဘမဲ့ဂေဟာတွင်အတူကြီးပြင်းလာကမခွဲအတူအချစ်ဆုံးတကယ်ချင်းများဖြင့်အပြင်လောကတွင်အတူရုန်းကန်လာခဲ့ကြသည်ယခုတာမောင်နှင့်မင်းဆွေဟာဦးတင်ဆန်းရဲ့ကားပြင်ဆိုင်တွင်အတူတူလောက်ကင်ကကားနှင့်ပတ်သက်သမျှပညာအားသင်ယူနေကြလေသည်တာမောင်ဟေးဘာလဲထမင်းစားနေရင်မင်းဆွေကခေါ်လေတော့တာမောင်ခေါင်းကိုတစ်ချက်မောကပြောရင်စားလက်စားထမင်းကိုဆက်စားနေခဲ့သည်ငါတို့ဖားကန်သွားရအောင်လားဖားကန်ကိုဘာသွားလို့အောင်မလဲမင်းကလေရေမစေးကြောင်ရှာမှာပေါ့ဟာရေမစေးကြောင်အေးလေရေမစေးကြောင်ကိုရှာပြီးတော့ကန်ကောင်းလို့ကြောက်ကောင်းတွေ့ရင်တို့တွေချမ်းသာမှာဟာမင်းကိုဘသူပြောရလဲဒီကြောင်
တာမောင်စိတ်ဝင်စားသွား၍မင်းဆွေကမေးလိုက်လေတော့ဟိုတနေ့ကဘောစီစီကကားလာပြင်းနဲ့ဦးအောင်မောင်ဆိုတဲ့လူကြီးကပြောတာကွာသူတော်ကြောက်အောင်လို့ချမ်းသာလာတယ်ဆိုပဲဟာဒါဆိုငါတို့လည်းချမ်းသာနေတာပေါ့ဟုတ်လားမင်းဆွေအေးပေါ့ငါတော့သွားချင်တယ်ကွာငါသွားရင်မင်းလည်းလိုက်မှာမလားလိုက်မှာပေါ့ဟာဒါနဲ့သွားဖို့ကတို့ဘလို့လုပ်မှာလဲဒါတော့မပူနဲ့ဦးအောင်မောင်ကငါ့ကိုသူ့လိပ်စာပေးခဲ့တယ်သွားမယ်ဆိုရင်သူကူညီမယ်လို့ပြောတယ်အေးဒါဆိုလဲသွားကြမယ်ကွာထို့သောဖြင့်ဦးအောင်မောင်၏အကူအညီဖြင့်တာမောင်တို့တငယ်ချင်းနှစ်ယောက်ဖားကန်သို့ရောက်သွားတော့သည်ဟိုရောက်တော့အများကြီးတို့ရေမစင်းကြောက်ရှာဖွေရင်းနဲ့၃နှစ်မြကြာသွားခဲ့သည်၃နှစ်မြကြာပြီးတနေ့မှာတော့တာမောင်ယူလာသည့်ကြောက်ဟာတံပိုးကြည့်သောကြောက်ဖြစ်နေ၍လောပန်းထန်းရောင်းရမှတာမောင်တို့ချမ်းသာသွားစေသည့်ငွေကြေးအားရရှိခဲ့တော်သည်ထိုငွေကြေးရပြီးနောက်တာမောင်တို့တငယ်ချင်းနှစ်ယောက်နေထိုင်ရာမြို့သို့ပြန်လာခဲ့တော်သည်ထိုမြို့၌ပင်အိမ်ဝိုင်းဝယ်ပြီးနောက်ပိုသောပတ်စံနှင်းမှတချို့အားဦးအောင်မောင်၏အလုပ်များတဲ့တွင်ရှယ်ယာဝင်ပါလိုက်ကြတော့သည်ဦးအောင်မောင်၏အလုပ်ထဲမှရှယ်ယာဝင်ပါပြီးနောက်သူတို့နှစ်ယောက်ဟာဦးအောင်မောင်၏နေအိမ်သို့မကြာခဏအဝင်ထွက်များခဲ့သည်အကြောင်းဒီကဦးအောင်မောင်၏သမီးချယ်ရီအားသဘောကျနေသောကြောင့်ဖြစ်သည်သူတို့နှစ်ဦးချယ်ရီအားသဘောကျနေသည်ကိုတယောက်နှင့်တယောက်မပြောဖြစ်ကြပေမယ့်ဦးအောင်မောင်ကရှိန်မိလေသည်ဒါကြောင့်သမီးဖြစ်သူကမင်းမြန်းနေတော့သူသည်တာမောင်အပေါ်၌သာတိုင်ရောစဉ်ရှိကြောင်းပြောလေတော့ဦးအောင်မောင်ဟာတာမောင်နှင့်လက်ထပ်ပေးဖို့စီစဉ်တော်သည်ဦးအောင်မောင်၏အစီအစဉ်အားတာမောင်တယောက်ဝမ်းသာနေတော့လေမင်းဆွေကတော့မပြောနိုင်တော့သူချစ်ခင်နေသောမိန်းကလေးနှင့်သူ့တငယ်ချင်းတို့၏ပျော်ရွှင်နေသောမြင်ကွင်းများကိုမြင်ရတိုင်းမင်းဆွေ၏ဒေါသများပုံမှုတိုးလာခဲ့တော်သည်ထို့သောတာမောင်တို့လက်မထက်မီတပတ်လို၌တခြားမြို့ရှိဦးအောင်မောင်၏မိတ်ဆွေထံဖိတ်စာပို့ဖို့ရန်အတွက်တာမောင်တို့၃ယောက်ကားဖြင့်ထွက်ခဲ့ကြသည်တာမောင်နှင့်မင်းဆွေကကားရွှေကမ်းမှနေရာယူပြီးချယ်ရီကတော့ကားနောက်ခန်းမှလိုက်ပါခဲ့သည်ဖိတ်စာပို့ပြီးအပြန်မှာတော့နောက်ခန်းမှချယ်ရီအားတာမောင်ကစနောက်ပြောဆိုနေရာကားမောင်နေရင်ကနေသူတို့နှစ်ဦးအားကြည့်နေတော့မင်းဆွေတယောက်မနာလိုဝန်တိုစိတ်များဖြစ်ပေါ်ကားအားအရှိန်တင်၍မောင်းနှင်လာတော့သည်မင်းဆွေကားအရှိန်လျှော့ပါအောင်ဟာမင်းမောင်းတာအယမ်းမြန်လို့နေဒီလမ်းကကားရှင်းမိမယ်ရှေ့မှာလမ်းခွေတွေပေါ်တယ်မတော်ရင်ကြောက်တဲကျသွားနိုင်တယ်ကွာကြကွာမင်းဆွေကအတန်မှဆက်ဆက်ပြောလိုက်ပြီးကားအရှိန်ကိုထပ်တိုးနေတော့နောက်ခန်းမှာချယ်ရီကအကိုမင်းဆွေကားအရှိန်လျှော့ပါချယ်ရီတို့ကိုစကြင်အခြားစပါမတော်ရင်ဖြင့်ကားမောက်သွားမယ်တော့ဘာစတယ်ဟာနင်တို့ကတော့ပျော်နေကြတယ်ပေါ့ငါမှာတော့နင်တို့ပြောရတာကိုမြင်တိုင်းဟောဒီရင်ဘတ်ကြီးကပူလောင်ရတာကိုခံနေရတာဘာဘလို့အေးအန်ဩကြဒီမှာတာမောင်ငါချယ်ရီကိုချစ်တယ်ငါမရရင်မင်းလည်းမရစေရဘူးဟာမင်းကားကိုအရှိန်လျှော့ပါမင်းဆွေအမလီမင်းဆွေဟာလမ်းခွေကိုကွေ့မချတော့ပဲကြောက်ထဲသို့တက်တန်းမောင်းသွားလေသည်ကြောက်ထဲသို့တလိန်ချင်းလိန်ကကြာသွားသောကားလေးသည်ကြောက်အောက်ကိုရောက်တော့မီးများထတောက်ပြီးထိုမီးသည်ကားလေးအားဝါမြူသွားတော့သည်ဟာဒါဆိုရင်မင်းကဘယ်နဲ့လွတ်လာရတော့အဘမြိုင်ကမီးလေတော့တာမောင်မျက်ရည်လေးတွေဝဲပြီးကျုပ်ကကြောက်လန့်ပြီးကားကားကိုဖွင့်ပြီးခုန်ဆင်းလိုက်တာအဘရဲ့ကျုပ်ကထိခိုက်မိအောင်လောက်ပင်ဖြစ်သွားပေမယ့်ချယ်ရီနဲ့မင်းဆွေတို့ကတော့ကားနဲ့ပါသွားပြီးကြောက်ထဲမှာပဲကားမိလောင်သွားခဲ့တာဗျာကျုံမတတ်ပါဘူးအဘရဲ့တာမောင်ဝမ်းနဲ့စွာနဲ့ငိုလေတော့အဘမြိုင်ကတာမောင်ကြောပြင်အားလက်ဖြင့်ပုတ်ကားနှစ်သိမ့်ပေးရှားသည်ငါတို့အဖြစ်ကလည်းစိုးဝါလိုက်တယ်ကွယ်အချစ်ကြောင့်တငယ်ချင်းတွေစိတ်ဝမ်းကွက်ပြီးဖြစ်ကြရတယ်လို့ပဲအဘမြိုင်ကစိတ်မကောင်းဖြစ်ကပြောလိုက်လေသည်ကျုပ်ဘယ်လိုလုပ်ရမလဲအဖကျုပ်ကမင်းဆွေကအခုချိန်ကျမှပေါ်လာပြီးတော့တတ်ချင်နေတာကျုပ်ဘာလုပ်ရမလဲမသိတော့ဘူးဗျာမင်းဆွေကကို့မိုက်ပြစ်ကိုကိုမသိဘူးပဲကွယ်တေးပြီးတာဒုက္ခများတလွဲမှားတွေနဲ့ငါတူဘောကိုအမုန်းထားနေတာသူ့အတွက်ကျုပ်ဖို့လမ်းမရှိဘူးထင်ပါတယ်ဟာ
ကျုပ်တကယ်ချင်းကိုကျွတ်လွတ်စေခြင်းနဲ့ပါကျုပ်သူ့ကိုကျွတ်လွတ်ပြီးဒီဘဝကလွတ်အောင်ဘလို့လုပ်ပေးရမလဲနီးကတော့တနည်းပဲရှိတယ်ငါတို့မင်းလည်းသူ့ကြောင့်ဒုက္ခမရောက်အောင်သူလည်းလက်ရှိဘဝကနေကျွတ်လွတ်အောင်ဆိုရင်တော့ငါတို့သာသနာပေါင်းကိုဝင်မှဖြစ်မယ်ဖျားသာသနာပေါင်းဟုတ်တယ်ငါတို့တစ်သလုံးမဟုတ်ပါဘူးကွာမင်းစိတ်တွေတည်ငြိမ်တဲ့အထီပေါ့ဝင်မယ်ဗျာအဖကျုပ်သာသနာပေါင်းကိုဝင်မယ်ဒီလိုဖြင့်အဖများရဲ့တိုက်တွန်းမှုကြောင့်တာမဟာသာသနာပေါင်း၌တရားအထုတ်ကနေလေတော်သည်သာသနာပေါင်းဝင်လီမှမက်နေသောအိမ်မက်ဆိုးများကဆက်မတ်တော့ပေတာမောင်အဖြစ်တလေကိုရင်ကြီး၏စိတ်များဟာလည်းအေးချမ်းလာခဲ့ရသည်ထို့သောသာသနာပေါင်းဝင်ရင်းနှင့်ပြုသမျှကုသိုလ်များအားမင်းဆွေအတွက်အမျှတမ်းပေးဝေခဲ့သည်ထို့သောကုသိုလ်များကြောင့်မင်းဆွေတယောက်စိတ်အမှောင်များကွယ်၍မကောင်းသောဘုံဌာနကနေလွတ်ငြိမ်းသွားလိမ့်မယ်လို့အဘမြိုင်ကကိုရင်ကြီးကယုံကြည်ကြလေသည်